အားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်ကတုပ်ခုကျော်လေးရန်စားခြင်းနေရနဲ့တုပ်ခုလေးကိုယ်တိုင်ချိုးပြီးတော့မှတုပ်ခုကျော်လေးကြောစားဖြစ်ပါတယ်။ရှင်ကွန်ချွတ်လေးနဲ့တဲရန်ဟီလေးနဲ့ရမ်းမဲစားကောင်းပါတယ်။ကဲဒါဆိုရင်တော့တုပ်ခုလေးဘယ်လိုချိုးလဲကြည့်ကြမယ်နော်။ပထမဦးဆုံးစဉ်ကပဲစိမ့်မှုကိုခွက်နဲ့တုံးခွက်စကားဆက်ချပေးပါမယ်။ခွက်ကကျတော့ကိုကြိုက်တဲ့ရွေးစားသုံးနိုင်ပါတယ်ရှင်။ပြီးရင်စနွင်းရဲ့စားရဲ့စတားမုံလေးရဲ့ထည့်ပြီးတော့မှပဲမုံလေးတွေကိုမှွေပေးပါမယ်ရတာပေါ့ငံကတော့ကိုစိတ်ကြိုက်ထည့်နိုင်ပါလေရှင်ရတာလေးတွေထည့်ပြီးတော့ရင်တော့နည်းနည်းမှွေပေးပါမယ်မှွေလို့နှံ့သွားပြီဆိုလို့ရှိရင်ဇင်ကခုနချိန်ပြီးတော့ထည့်ထားတဲ့ခွက်ကလေးနဲ့ပဲရေလေးကိုပထမအဆုံးတစ်ခွက်ထည့်ပြီးတော့မှမှွေပါမယ်ပြီးရင်နောက်ထပ်2ခွက်ထည့်ပါမယ်စုစုပေါင်း3ခွက်ထည့်ပါတယ်ပြီးရင်တော့မှွေပြီးနှံ့သွားရင်နိုင်ဝက်လောက်ခဏနှက်ထားပေးပါမယ်ဒီရင်ကတော့ plastic လေးအုပ်ထားတာပါနော်ပြီးရင်အေးခံမဲ့ပန်းလေးကိုဒီရင်စီလေးတုပ်ထားပေးပါမယ်တုပ်ခုလေးစကြကြမယ်ရှင်ပထမဦးဆုံးခုနခွက်နဲ့ပဲရေ3ခွက်တည်ပါမယ်ရှည်လေးမပွက်ဖ ೇನೆ ဒီလိုစူးစားပြုတ်လိုက်ရင်တော့တုပ်ခုရေလေးလောင်းထည့်ပြီးတော့မှမှွေလိုက်ပါမယ်ရှင်ဒီကတော့ဆက်မပြတ်မှွေပေးပါလေမှွေရင်းနဲ့တုပ်ခုလေးကပြစ်လာပါလိမ့်မယ်ရှင်တုပ်ခုလေးတွေပြစ်လာပြီဆိုရင်တော့ဇင်ကစီစိမ့်လေးနဲ့ထည့်ပါမယ်ဒါမှအသားလေးကတုံတုံအေးလေးနဲ့ချောချောမှွေလေးဖြစ်နေမှာပါတုပ်ခုလေးတွေပြစ်လာပြီးတော့မှကြွမီစမ်းလိုက်ရင်တော့ဇင်ကအေးခံမဲ့ပန်းတွေကိုထည့်ပါမယ်ပြီးရင်တော့ဇင်ကမျက်နှာပြင်လေးညှိပေးပါမယ်ဒါဆိုရင်တော့အေးခံလို့ရပါပြီရှင်တုပ်ခုလေးအေးသွားပြီးတော့ခဲလာရင်တော့စားလို့ရပါပြီရှင်တုပ်ခုလေးကတုပ်ပဲစားစားကြော်ပဲစားစားအရင်စားလို့ကောင်းပါလေဇင်ကတော့ကြော်စားပါမယ်နော်တုပ်ခုကြော်ရမ်းစားခြင်းလို့ပါရှင်တုပ်ခုကြော်ရမ်းကြိုက်တဲ့ဇင်ကတော့ညကြီးကြော်ပြီးတော့ညကြီးစားပါလေဆိုရင်တော့ဇင်ရဲ့တုပ်ခုကြော်လေးကစားဖို့ ready ဖြစ်နေပါပြီပြင်းရချွတ်ချွတ်ရွရွလေးနဲ့ထရအေးဒီနဲ့ရမ်းမဲစားကောင်းပါလေရှင်စင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဆုံးဖြတ်ရှိပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်